ညာကတိတ်ဆိတ်လွန်းလို့ဖားအော်တန်တောင်ဟိန်းထွက်နေတယ်လို့ပါပဲရွာပြင်ကရေကန်ကြီးဟာလာရောင်အောက်မှာငြိမ်သက်နေပြီမဲ့အဲ့ဒီငြိမ်သက်ချင်းရဲ့နောက်ွယ်မှာကြောက်မက်ဖွယ်ရာအမှန်တရားတစ်ခုရှိနေပါတယ်မောင်ပါကတော့ထုံးစံအတိုင်းငားများထွက်တာနောက်ကျသွားခဲ့တယ်ရွာလူကြီးတွေကညဘက်ဆိုရင်အဲ့ဒီရေကန်နာမသွားနဲ့ရေဆောက်မှရှိတယ်လို့အမြဲတမ်းတတိပေးတတ်ကြပေမဲ့မောင်ပါကတော့ခေါင်းမာခဲ့တာပေါ့သူရေကန်နာရောက်တဲ့အခါလီဖီလေးကအေးစိမ့်စိမ့်တိုက်ခတ်လာပါတယ်ကန်ရီပြင်ကကြည်လင်နေပြီမဲ့တစ်ချက်ဝေးကရက်လေးတွေထနေတာကိုသူတတိပြုတ်မိလိုက်တယ်ငားများတန်ချပြီးတိတ်မကြခင်မှာပဲရေကန်တဲကနေပွန်းဆိုတဲ့အတန်ကြီးတစ်ချက်ထွက်လာပါတယ်မောင်ပါလန့်ဖြတ်ပြီးကြည့်လိုက်တော့ကန်အလဲမှာလူတယောက်ရေကူးနေတယ်လို့ဘာလို့နဲ့ပုံရိပ်တစ်ခုကိုမြင်လိုက်ရတယ်အဲ့ဒီပုံရိပ်ကတဖြည်းဖြည်းနဲ့ကန်ဆက်စီကိုကူးခတ်လာပါတယ်ဘသူလဲလို့သူ့မီးလိုက်ပေမဲ့ဘာအတန်မှပြန်မလာဘူးခဏနေတော့ကန်ဆက်ကဘေးသားပင်ကြီးကြားတွေကနေဖြူဖြောလက်ချုံရှည်ကြီးတွေကန်းပုံကိုတက်လာတာကိုတွေ့လိုက်ရတယ်စပင်အရှိကြီးတွေကမျက်နာကိုဖုံးအုပ်ထားပြီးရေဆူထနေတဲ့အဝတ်ဖြူနဲ့မိန်းမတယောက်သူမရဲ့ကူလုံးကရေမှော်ရေညှိတွေနဲ့ပြီးပုံနေခဲ့တယ်မောင်ပါကြောက်လွန်းလို့ခြေလန်းနေတွန့်သွားတယ်အဲ့ဒီတရေမကတဖြည်းဖြည်းချင်းခေါင်းမော့လာတဲ့အခါမှာတော့သူ့သွေးတွေခဲသွားတယ်လို့ခံစားလိုက်ရတယ်သူမမျက်လုံးမရှိဘူးဟောက်ပတ်ဖြစ်နေတဲ့မျက်တွင်းနဲ့ကြီးတွေကနေရေဒီစီးကြနေတယ်ပစက်ကလည်းဟာစီနဲ့ငါအဖော်လုံးမလားဆိုတဲ့တူညင်ချောက်ချပွဲအတန်ကြီးထွက်ပေါ်လာပါတယ်မောင်ပါငါးများတောင်ကိုပြစ်ချပြီးအိမ်ဘက်ကိုအသက်လူပြေးတော့တာပေါ့နောက်ကနေရေဆူထနေတဲ့ခြေတံပလက်ဆိုပြီးကပ်ပါလာတယ်လို့ပဲအိမ်တခါဝါရောက်လို့နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါဘသူမှမရှိတော့ပေမဲ့သူ့ရဲ့ပစိုးစားမှာတော့ရေညှိအချို့နဲ့ရေကန်တွေကရွှွန့်နှံ့ပြီးဆွေးကြံရစ်ခဲ့ပါတယ်အဲ့ဒီညကစပြီးမောင်ပါတယောက်ညပတ်ဆိုရင်ရေကန်နာကိုမတွားရတော့တယ်လို့ရွာကလူတွေကလည်းလှပြီးညလို့ဆိုရင်အဲ့ဒီရေကန်တွေကနေမိမတယောက်ရဲ့မူတန်ကိုကြားရတတ်တယ်လို့ပြောကြပါတော့တယ်